ကျွန်တော်အဖေဆိုပြောတယ်ဟမ်တငယ်ပြန်သွားပြီလားမသိဘူးကြီးကောင်ကြီးမနဲ့ကားဆရာမဟုတ်ဘူးကားဆော့ဖို့အတွက်တခုလည်းမဟုတ်ဘူးဒါဝါသနာရစုတာသူကနောက်ဖေးမိဖို့ကြောင့်ဒါဆင်းအိုးပါတယ်ခွက်ပါတယ်နောက်ဝက်စားတွေလမ်းပေးထားနောက်ပြီးတော့ဒီအောက်မှာဝက်စားလမ်းထားရှိတယ်တောရွာမှာတွေ့တဲ့ခြေတန်းရှိအိမ်လေးတွေပေါ့နော်နောက်ပြီးတော့ထဲမှာသူရှေ့မှာဆိုရင်နှုတ်ပေးထားတယ်ဘလက်ကထိုင်လေးတွေနောက်အတွင်းထဲတချို့ဟာလေးဆိုတကားဖွင့်လို့ရတယ်ဒီလိုဟာလေးဆိုတကားဖွင့်လို့ရအောင်လို့လုပ်ပေးထားတယ်ဒီဟာလေးကကျတော့လိုင်တာရကိုတရားလက်ဆောင်ပေးထားဒါသူဟိုဟာနဲ့ဝါးလေးတွေနဲ့ပဲလှုပ်ထားတာဝါးလေးနဲ့လှုပ်ထားတဲ့အိမ်ပုံစံငယ်လေးပေါ့ရေတွင်းပါတယ်ဆွဲပုံးပါတယ်သူပြောတော့တောရွာမှာသူတို့တောရွာမှာတွေ့နေကြအိမ်ပုံစံလေးတွေလှုပ်ထားတာပေါ့ထဲထဲမှာရေဝစင်ပါတယ်ဒီဘက်မှာဖျားစင်ပါတယ်ဟိုမှာအိမ်အကြီးတစ်လုံးရှိဟုတ်တယ်အင်ကြီးတွေပါတယ်ဒါကတော့သူ့စီကပြန်ယူထားတာပြန်များယူထားပေါ့သူကနောက်ဖေးမိဖို့ကြောင့်ဒါဆင်းအိုးပါတယ်ခွက်ပါတယ်နောက်ဝက်စားတွေလမ်းပေးထားနောက်ပြီးတော့ဒီအောက်မှာဝက်စားလမ်းထားရှိတယ်တောရွာမှာတွေ့တဲ့ခြေတန်းရှိအိမ်လေးတွေပေါ့နော်နောက်ပြီးတော့ထဲထဲမှာသူရှေ့မှာဆိုရင်နှုတ်ပေးထားတယ်ဘလက်ကထိုင်လေးတွေနောက်အတွင်းထဲတချို့ဟာလေးဆိုတကားဖွင့်လို့ရတယ်ဒီလိုဟာလေးဆိုတကားဖွင့်လို့ရအောင်လို့လုပ်ပေးထားတယ်ဈေးနှုန်းကသူခေါ်ဈေးကတော့9သိန်းခွဲပေါ့နော်သူ့ရဲ့ရောင်းဈေး9သိန်းခွဲပြီးတော့ကျွန်တော်တို့အချင်းချင်းကြတော့အချင်းချင်းဈေးတစ်မျိုးနဲ့သွားတာပေါ့အချင်းချင်းလည်းဖြစ်တယ်နောက်ပြီးတော့ဟိုကျွန်တော်ခေါ်ပြောရမယ်ချစ်ကြီးပေါ့ချစ်ကြီးနဲ့လည်းညစ်လာတဲ့ဈေးလေးပေါ့ဒါကတော့အကုန်လုံးကသူကဝါးနဲ့ပဲလှုပ်ထားတာဝါးနဲ့ပဲလှုပ်ထားတာဆိုတော့သူကအိမ်ဝင်ပဲအရင်ဆုံးဦးစားပေးပြတာအခုအိမ်လေးပဲကြတော့ဆင်မပြေဘူးနောက်ထပ်အိမ်တစ်လုံးမှာရေးကြည့်တဲ့အရာရှိတယ်ငါသိတယ်တဲ့အဲ့ဒါမလုပ်ချင်လို့ရက်ထားတာတဲ့မင်းကလာကြည်ကြနေတယ်တဲ့ရေးလုံးအိမ်သားလေးသူကအရှိမဟိုမှာတကားလေးဖွင့်လို့ရတယ်ထင်တယ်မှာတကားလေးပါဖွင့်လို့ရအောင်သူလုပ်ပေးထားတေချာတော့အနုဆုပ်လေးလုပ်ပေးထားတယ်အားလုံးကတော့သူကဝါးနဲ့ပဲလုပ်ထားတာအဲ့ဒါလေးတွေယောဂထားတယ်ဒါပေမဲ့တော်ပြီလို့နှလုံးလောက်ပဲဟောတယ်ကိုဆိုရင်လိုင်းရမ်းများသွားတယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးကားလေးတွေစုတယ်ကားတော့လူပြပေါ့ဘောနော်စစုတာတက်တူးထိုးရင်းနဲ့တက်တူးဆရာစုထားတဲ့ရုပ်လေးတွေတွေ့လို့သဘောကျလို့စုပြတာကျွန်တော်စီမှာဟော်ဝီကို basic တွေများပါတယ် basic တွေများတယ်နောက်ပိုင်းမှာဒါနည်းနည်းတခြားအသေးလေးတွေအဓိကများတော့ကျွန်တော်164စုတာများတယ်အသေးပဲစုတာများတယ်ဘာလို့ site ကြီးကြတော့ဟိုအရင်မကြိုက်တာရင်နောက်နေရာလဲယူတယ်နောက်ကဒီတေးကြတော့အကြီးကတော့ပိုဒီတေးကြတာပေါ့ဒါပေမဲ့ကိုကအသေး line သမားဆိုတော့အသေးကိုပို့ပြီးတော့စုပြတာများကားလေးတွေထုတ်ကြည့်လိုက်ပြန်ထည့်လိုက်ဖုံးတော့ပြီးတော့ပြန်ထည့်လိုက်ကျွန်တော်အဖေဆိုပြောတယ်ဟမ်တငယ်ပြန်သွားပြီလားမသိဘူးကြီးကောင်ကြီးမနဲ့ကားဆရာမဟုတ်ဘူးကားဆော့ဖို့အတွက်တခုလည်းမဟုတ်ဘူးဒါဝါသနာရစုတာပေါ့အိမ်တော်မကြခင်တော့ကတော့လူပြပွားပွားမှာစုတယ်မျိုးသမီးကမှန်းပြီးတော့မှာပေးတယ်နောက်ပိုင်းအရုပ်တွေပိုင်းသွားရွေးတယ်ဆိုရင်သူကိုယ်တိုင်လိုက်ပြီးတော့ပဲရွေးပေးတယ်အဓိကကားဝါနာပါတာများတော့သူလည်းဘေးနားကနေတော့စုဖို့အတွက်တချို့ဆိုင်တွေတင်ထားတွေ့ရတော့ပါဆိုသူ share ပေးတယ်